ဇလန်းစတင်ချိန်မှာတော့အဖွားကိုတယောက်ဟာသူမရဲ့ကားကိုစတိုးဆိုင်စီသို့မောင်းနေလို့လာခဲ့ပါတယ်ဆိုင်ထဲရောက်တဲ့အခါကလေးတယောက်ဟာမုတ်ကိုမခိုးမတန်ခိုးယူနေတာကိုတွေ့လိုက်ရတဲ့အဖွားကိုဟာထိုကလေးကိုလမ်းမှန်ရောက်စေခြင်းနဲ့စေတနာနဲ့ဆုံးမစကားပြောပြီးဆိုင်ရေးကိုရဲခေါ်ဖို့ပြောလိုက်ပါတယ်မိမိပြုလုပ်တဲ့မကောင်းမှုအတွက်တာဝန်ယူတက်ရမယ်ဆိုတာကိုသင်ခန်းစာပေးခြင်းလို့ပါကလေးမလေးဟာစိတ်မကောင်းစွာနဲ့ဆိုင်ရေးကိုတောင်းပန်ပြီးအိမ်သို့ပြေးထွက်သွားခဲ့တယ်ဒါပေမဲ့ထိုအချိန်မှာပဲမထင်မှတ်ဖဲတနက်ကင်ထားတဲ့တပြနှစ်ယောက်စတိုးဆိုင်နဲ့စိတ်ဝင်လာခဲ့ပါတယ်ဒါပြတွေဟာကောင်တာတွေကပတ်စံတွေကိုလူယူပြီးနောက်မှာတော့တက်တည်မကြမ်းအောင်ဆိုင်ရေးကိုရဲဆက်ဆက်ပြစ်တက်လိုက်ကြပါတယ်စင်နောက်မှာပုံနေတဲ့အဖွားဦးဟာတနက်တန်ကြောင့်လန့်ဖြတ်ပြီးအော်ဟစ်လိုက်မိတာမို့ဓာပြတွေကသူမကိုပါတွေ့ရှိသွားပြီးမညာမတာပြစ်တက်သွားခဲ့ကြပါတော့တဲ့ရဲဆက်စွာတက်ဖြတ်ခံလိုက်ရတဲ့အဖွားဦးအပလင်းမာစာEvelyn Marshall ရဲ့စာပနာပွဲသို့လူအများပြတက်ရောက်ခဲ့ကြပါတယ်ထို့ထဲမှာသူမမွေးစားထားတဲ့တား၄ယောက်လည်းပါဝင်ခဲ့ပါတယ်သူတို့ကြီးပြင်းခဲ့တဲ့အိမ်သားမှာရဲတွေကကင်းလှည့်စောင့်ကြည့်နေကြတယ်ရဲတယောက်ကအခြားတယောက်ကိုပြောပြနေတာကတော့အကြီးဆုံးသား Bobby Massa ဟာ Matching Moore လို့နာမည်ကြီးတဲ့ကျန်းတန်းတဲ့ဒုစရိုက်သမားအငယ်ဆုံးချက်ကြားကတော့အေးဆေးပုံရတော့လဲအကိုဖြစ်သူလိုပင်ရဲရင်ကျန်းတန်းသူတတိယမြောက် Jeremiah ကတော့အခြားသူတွေထက်စီးပွားရေးလုပ်ရင်ဥပဒေတိုင်းနေထိုင်သူဖြစ်ပါတယ်စတုထမြောက်သားဖြစ်သူစစ်သား Angel ကတော့အကြောင်းတစ်ခုကြောင့်ဇာပနာပွဲကိုရောက်မလာနိုင်ခဲ့ပါဘူးအပလင်းဟာမိဘမဲ့ခေဟာကကလေးပေါင်းရာနဲ့ချီကိုအိမ်အောင်စုတွေရှာဖွေပေးခဲ့တဲ့သူတို့စင်မိခင်တူပါဒါပေမဲ့ဘသူမှထိမရလောက်အောင်အဆိုးဆုံးနဲ့ဒုက္ခပေးနိုင်ဆုံးကလေးလေးယောက်ကိုတော့သူမကိုယ်တိုင်မွေးစားခဲ့တာဖြစ်ပါတယ်အခုတော့မိခင်ကိုတတ်သွားတဲ့သူတွေကိုလက်စားချေဖို့ဘော်ဘီတယောက်ဆုံးဖြတ်လိုက်ပါပြီဒေတာခန်ရဲမှုဂရင်းနဲ့သူတို့ဟာငယ်တငယ်ချင်းတွေဖြစ်ကြပေမဲ့ဘော်ဘီကတော့ရဲတွေရဲ့လှုပ်ဟန်ကိုသိနေလို့သူတို့ကိုလုံးဝမယုံကြည်ပါဘူးလေရင်လွတ်သွားလို့ဇာပနာပွဲမမိခဲ့တဲ့စတုထမြောက်ညီအင်ဂျယ်ရောက်ရှိလာခဲ့ပါတယ်ညီကို၄ယောက်ဟာငယ်စဉ်ကကြီးပြင်းခဲ့တဲ့အိမ်ဟောင်းလေးထဲမှာအတိတ်ကိုပြန်လဲတန်းတာနေကြတယ်တင်းမာလာတဲ့အကိုကြီးဘော်ဘီဟာအမေရဲ့အခန်းထဲမှာတယောက်တည်းတိတ်တဆိတ်ငိုကြွေးနေခဲ့ရပါတယ်ညပိုင်းမှာဒါတော့အင်ဂျယ်ဟာအနီးနားမှာနေတဲ့ရီစာဟောင်းဆိုဖီယာဆော်ဖီယာစီသွားရောက်ခဲ့ပါတယ်ညီကိုတွေကသူမမှာအမျိုးသားရှိနေပြီမို့မသွားဖို့တားပေမဲ့မရခဲ့ပါဘူးမကြမီမှာပဲသူတို့နှစ်ယောက်ဟာလူမိုက်တဦးရဲ့လိုက်လံတိုက်ခိုက်မှုကြောင့်အဝတ်ပလာနဲ့ထွက်ပြေးခဲ့ကြရပြီးအင်ဂျယ်ကဆိုဖီယာကိုအိမ်ထိခေါ်ဆောင်လာခဲ့တယ်ဘော်ဘီကဆိုဖီယာကိုသဘောမကျလို့အင်ဂျယ်နဲ့ညှင်းခုန်ကြပါတော့တဲ့ညီကိုတွေဟာငယ်စဉ်ကအမေဆုံးမခဲ့ဘူးတဲ့စီကံတွေကိုပြန်လဲတတိယကြပါတယ်စပွဲမှာစားတော့ရင်တထောင်စစ်မတင်ရဘူးတက်တူးတော့ထပ်ထိုးလာရင်စူပူလေးရှိတာတွေကိုပေါ်ထုတ်နောက်ဘော်ဘီရဲ့စော်မှုကြောင့်ညီကိုတွေဟာဟော်ကီသွားရိုက်ကြပြီးကစားရင်းဒေတာခန်လူမိုက်အချို့ကိုတမပစ်ခဲ့ကြပါတယ်သူတို့အတူတူအချိန်မဖြုံးရတာကြာခဲ့ပြီဖြစ်ပါတယ်ဟော်ကီရိုက်ပြီးနောက်အမွေနှစ်ကိစ္စများအတွက်ရှိနေနဲ့တွားရောက်တွေ့ဆုံခဲ့ကြပါတယ်ရှိနေကအင်ဂျယ်မှလွဲ၍ကြံညီကိုတွေရဲ့မွေးသမီးခင်တရင်ချက်လက်များကိုပေးခဲ့တဲ့ညီကိုတွေဟာငွေသားများကိုခွဲယူကြပြီးဂျယ်ရီမိုင်းယာဝယ်ယူထားတဲ့ကုန်တော်ယုံစီတွားရောက်ခဲ့ကြပါတယ်ထို့နောက်ဘားတစ်ခုမှတောက်စားကြရင်အကိုတွေကရော့ကာစတိုင်ဖမ်းနေတဲ့အငယ်ဆုံးချက်ကိုစကော်ကြတယ်ဘားအဖွဲ့ဝင်စီမှဒေတာခန်ခိုင်းတစ်ခုတောင်းကျမ်းနေကြောင်းကြားသိရတဲ့အခါဘော်ဘီအင်ဂျယ်နဲ့ချက်တို့ဟာလူသက်သမားကိုရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်မိသားစုရှိတဲ့ဂျယ်ရီကတော့အိမ်ပြန်သွားခဲ့တယ်ကြံညီကို၃ယောက်ဟာလက်နက်များပြင်ဆင်ကြပါတယ်ဘော်ဘီကတနက်တလက်ဓာတ်စီဘူးတဘူးနဲ့ပြည်ကန်းတနက်ကိုယူလိုက်တဲ့သူတို့၃ယောက်ဟာလူမိုက်တွေပြောပါနေတဲ့ဘားတစ်ခုတည်းသူရဲ့သူအော်ဟစ်ကဝင်ရောက်စီးနင်းခဲ့ကြတဲ့သူတို့ဟာခေါင်းဆောင်ဖြစ်သူကိုဓာတ်စီလောင်းကမေးမြန်းခဲ့ရာသူကဘတ်စကတ်ဘောကွင်းမှာရှိနေစဉ်လူတက်မှုကိုမြင်တွေ့ခဲ့ရတယ်လို့ထွက်ဆိုပါတယ်ဒါပေမဲ့လူတက်မှုကည7:00 နာရီမှာဖြစ်ပွားခဲ့ပြီးကွင်းကမီးတွေကည10:00 နာရီမှာပိတ်တာဖြစ်လို့သူဟာလိန်ညာနေကြောင်းပေါ်ပေါက်သွားခဲ့တဲ့ထိုမြက်မြရင်သက်တွေမှာလက်ထိုးခံထားရသူဖြစ်ပြီးပထမဆုံးလမ်းစာဟာမအောင်မြင်ပဲညီကိုတွေလက်ချီပလာနဲ့ပြန်လာခဲ့ကြရပါတယ်ဒေါသထွက်နေတဲ့ဘော်ဘီဟာဒီမော်ဒယ်ဟာတပြတိုင်းမှုဟန်ပြပြီးအမေကိုတက်တက်ပြစ်မှတ်ထားတက်တာလို့တန်တရားဝင်လာခဲ့တဲ့နနက်ပိုင်းမှာဂျယ်ရီပါပူပေါင်းလာပြီးစတိုးဆိုင်ပိုင်ရှင်ထံမှခက်တီမှတ်တမ်းကိုတွားရောက်ကြည့်ရှုခဲ့ကြတယ်ခက်တီထဲမှာပတ်စံလဲရပြီးအမေကလည်းမျက်နှာကိုမမြင်ရပါပဲမညာမတာတက်ဖြတ်သွားခဲ့တာကိုတွေးလိုက်ရလို့ဒါဟာတက်တက်ဖြတ်မှုဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ကြပါတယ်တန်ကြားခဲ့တဲ့ဆိုတဲ့ဆက်ဖျားဆာဖရာဆိုတဲ့မျက်မြင်သက်တွေကိုဘတ်စကတ်ဘောကွင်းမှာတွားရောက်စုံစမ်းကြပါတယ်ဘော်ဘီကကစားသမားတဦးကိုဘောလုံးနဲ့ပစ်ပေါက်ပြီးတနက်ထုတ်ကချင်းချောက်လိုက်တဲ့အခါကလေးတဦးထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ညီကိုတွေကလိုက်လံဖမ်းဆီးလိုက်တဲ့အခါထိုသူဟာတက်တေအတူထွက်ဆိုခဲ့တဲ့ဒေမီယန်ရဲ့ညီဖြစ်နေတာကိုတွေ့ရပါတယ်ညီကိုတွေဟာဒေမီယန်ရဲ့အိမ်စီးလိုက်သွားခဲ့ကြတယ်ဒေမီယန်ဟာရော်ဝဲလာခွေးနှကောင်ကိုလွတ်လိုက်ပေမဲ့အင်ဂျယ်ကမိသက်ဆေးဘူးနဲ့ခြောက်ထုတ်လိုက်ပါတယ်ဒေမီယန်ဟာ6လွာကနေကျိုးနဲ့ဆင်းပြေးရင်တနက်နဲ့ပြန်ပစ်ခဲ့ပေမဲ့ဘော်ဘီကကျိုးကိုဖျက်ပစ်လိုက်တာကြောင့်အောက်သို့ပြုတ်ကျသွားခဲ့တဲ့အသက်လူနေရတဲ့ဒေမီယန်ထံမှသူတို့ကိုခိုင်းစေခဲ့တဲ့တနက်သမား2ဦးရဲ့အချက်လက်ကိုရရှိခဲ့ပြီးကာစီနိုယုံမှာတွားရောက်ရှာဖွေခဲ့ကြပါတယ်ကာစီနိုယုံမှာတနက်သမား2ဦးကိုတွေ့ရှိသွားပြီးနောက်နှင်းဖုံးနေတဲ့လမ်းမပေါ်မှာကားပြိုင်မောင်းလိုက်လံပစ်ခတ်ကြပါတယ်အင်ဂျယ်ကရင်မောင်းကိုပစ်တက်လိုက်ပြီးဘော်ဘီကကားကိုဝင်တိုက်ကမှောက်ခုံဖြစ်သွားစေခဲ့တဲ့ထို့နောက်ဘော်ဘီနဲ့အင်ဂျယ်တို့ဟာထိုတနက်သမား2ဦးကိုအမေကိုပြုလုပ်ခဲ့တယ်လို့ပင်မညာမတာရိုက်နှက်ကရက်ဆက်ဆက်လက်စားချေတက်ဖြတ်လိုက်ကြပါတော့တယ်နောက်တစ်နေ့မှာရဲမှုဂရင်းနဲ့စုံထောက်ဖောင်လာဖာဝယ်တို့ရောက်ရှိလာကြပါတယ်ဘော်ဘီကတော့မတိကျိုးကျွံညှင်းဆန်ခဲ့ပါတယ်အခြားတစ်ဖက်မှာတော့ဒီမျိုးရဲ့ဂိုင်းကောင်းဆောင်ပီတာဆွီVictor Sweet ဆိုသူဟာဒေတာခန်တနက်သမားတွေကိုငှားရမ်းခဲ့တဲ့သူ၏တပည့်Evan R ဒေါသထွက်ကချန်ပီယံဘော်ကအစားအစာများကိုအတင်းစားခိုင်းနေခဲ့ပါတယ်ညီကိုတွေဟာနောက်ွယ်ကခိုင်းစေသူကိုအပြင်းထန်ရှာဖွေကြပါတယ်ထိုစဉ်
အာမခံကိုယ်စားလှယ်ရောက်လာပြီးမိခင်ဖြစ်သူရဲ့အသက်အာမခံကြေးဒေါ်လာ400သူညကိုဂျယ်ရီကပုံမှန်ပေးဆောင်နေကြောင်းသိလိုက်ရလို့ဂျယ်ရီအပေါ်တန်တရားဝင်လာကြပါတယ်တနက်သမားတွေရဲ့အခန်းကိုဝင်ရှာတဲ့အခါလက်နက်မျိုးစုံနဲ့တူအပလင်းရဲ့တပ်ပုံတွေကိုတွေ့ရပြီးထိုတပ်ပုံတွေမှာအမေနဲ့ရှေ့နေတို့အတူတူရှိနေတာကိုတွေ့ရပါတယ်ညီကို၄ယောက်ဟာရှေ့နေအိမ်တို့ဝင်ရောက်စစ်ဆေးကြပါတယ်ဘော်ဘီကရှေ့နေအားနှင်းပုံနဲ့ပြစ်ချကစစ်မေးလိုက်တဲ့အခါထိုရှေ့နေဟာအပလင်းနဲ့ချစ်ကြိုက်နေခဲ့တာဖြစ်ကြောင်းပေါ်ပေါက်သွားခဲ့တဲ့တစ်ချိန်တည်းမှာပင်အင်ဂျယ်ဟာဂျယ်ရီရဲ့စီးပွားရေးကိုမြို့တော်ခမ်းမကအရာရှိတဦးကပိတ်သိမ်းခဲ့လို့ဒေဝါလီခံထားရကြောင်းနဲ့ဂျယ်ရီဟာဂိုင်းစာတာတွေနဲ့ပတ်သက်နေကြောင်းစုံစမ်းသိရှိသွားခဲ့ပါတယ်ညီအကိုတွေဟာမြို့တော်ခမ်းမအရာရှိကောင်စီဝင်ဒေါက်ကလတ်ဆာရဲ့ကားထဲကိုဓာတ်ဆီတွေလောင်းထည့်ပြီးမိညှိထားတဲ့စစ်လိပ်နဲ့ချင်းချောက်လိုက်တဲ့အခါထိုအရာရှိကဗစ်တာဆွီရဲ့နာမည်ကိုထုတ်ပြောလိုက်ရပါတော့တဲ့ဗစ်တာဆွီဟာအပလင်းရဲစခန်းတို့တွားရောက်ကသူ့အကြောင်းတိုင်ကြားခဲ့တာကိုသိသွားလို့သူမအားတက်ခိုင်းခဲ့တာဖြစ်ပါတယ်ထိုစဉ်တပည့်ဖြစ်သူကောင်စီဝင်ရောက်လာပြီးသတင်းလာပေးတော့လဲဗစ်တာဆွီကတစ္ဆာဖောက်တယ်ဆိုကကောင်စီဝင်ကိုပါတက်ပစ်လိုက်ပါတယ်ဂျယ်ရီရောက်ရှိလာတဲ့အခါဘော်ဘီကအမေတေဆုံးမှုအတွက်ဒေါသတကြီးထိုးကျိတ်စစ်မေးခဲ့ပါတယ်ဒါပေမဲ့ဂျယ်ရီကအမေရဲ့ပေးတွေကိုသူပဲစောင့်ရှောက်ပေးခဲ့တာဖြစ်ကြောင်းအာမခံခြင်းကိုလည်းအမေကိုယ်တိုင်လုပ်ထားတာဖြစ်ကြောင်းဗစ်တာဆွီကသူ၏စီးပွားရေးကိုဖျက်ဆီးခဲ့လို့ဒေါ်လာ20သူညလက်ထိုးဖို့ပြင်ဆင်နေတာဖြစ်ကြောင်းဝမ်းနည်းစွာရှင်းပြခဲ့ပါတယ်ထိုစဉ်မှာပဲတကားကိုလာရောက်ခောက်တဲ့ဖြင့်အငယ်ဆုံးညီလေးချက်ကသွားဖွင့်ရမျက်နှာကိုနှင်းပေါ်လုံးနဲ့ပြစ်ပေါက်ခံရပါတယ်ချက်ကလိုက်သွားချိန်မှာပဲထိုသူကတနက်နဲ့စတင်ပြစ်ခတ်ခဲ့တဲ့ဘော်ဘီကထိုသူကိုပြစ်ကန်းနဲ့ပြန်ပစ်လိုက်ပေမဲ့ဗစ်တာဆွီလွတ်လိုက်တဲ့တနက်သမားအများပြားဟာဗန်ကားနဲ့ရောက်လာပြီးအိမ်ကိုဝိုင်းဝန်းပြစ်ခတ်ပါတော့တဲ့ပြင်းထန်တဲ့တနက်ပစ်ပွဲအတွင်းမှာချက်ဟာခြေထောက်တန်ရာများရရှိခဲ့ပါတယ်ညီကိုတွေဟာအိမ်ထဲမှာနေ၍ခုခံပြစ်ခတ်ကြပြီးအနောက်တကားမှဝင်လာသူကိုဂျယ်ရီကဓာတ်နဲ့ထိုးအင်ဂျယ်ကဒုတိယထပ်မှပြစ်ခတ်ကဘော်ဘီကနောက်ဆုံးသူကိုအုတ်ခဲနဲ့ရိုက်တက်ခဲ့ပါတယ်ဒါပေမဲ့ဝမ်းနည်းစွာနဲ့ပဲအငယ်ဆုံးညီလေးချက်ဟာတွေးထွက်လုံကသူတို့ရှိမှပင်တေဆုံးသွားခဲ့ရပါတယ်ဘော်ဘီဟာဒေါသတကြီးနဲ့ဗန်ကားမောက်သူထံမှခိုင်းစေသူမှာဗစ်တာစီဖြစ်ကြောင်းအတီးပြုပြီးနောက်သူ့ကိုပါပြစ်တက်လိုက်ပါတော့တဲ့ရဲမှုဂရင်းရောက်လာပြီးစုံထောက်ဖောင်လာဟာဗစ်တာဆွီစီကလက်စားထားတဲ့ရဲပုတ်ဖြစ်ကြောင်းသိသွားခဲ့တဲ့ဂရင်းဟာဖောင်လာကိုစနူကာတုံးနဲ့ရိုက်နှက်ခဲ့ပေမဲ့ဖောင်လာကရဲမှုကရင်ကိုလမ်းမပေါ်မှာပင်ပြစ်တက်လိုက်ပြီးလူမင်းနှစ်ဦးကပြစ်သွားတာပါဟုရေဒီယိုမှလိန်ညာအစီရင်ခံလိုက်တယ်ရဲမှုဂရင်းနဲ့ဂျက်တို့ရဲ့ဇာပနာအပြီးမှာမာစာညီကိုတွေဟာရဲတွေကိုအားကိုးလို့မရတော့ကြောင်းသိသွားပြီးကိုပိုင်နီးနဲ့ပွဲသိမ်းဖို့ပြင်ဆင်ကြပါတယ်ဂျယ်ရီကဒေါ်လာ400သူညကိုအီဗန်ထန်ပေးအပ်ပြီးအကျိုးတူစေခိုင်းဖို့ကမ်းလှမ်းလိုက်ပါတယ်ထို့နောက်အင်ဂျယ်ဟာကလေးတဦးကိုမှုတ်ပေးကစုံထောက်ပုတ်ဖောင်လာရဲ့အိမ်တို့လမ်းလွှဲစေပြီးအိမ်ထဲသို့ခိုးဝင်ကဖောင်လာကိုကျိုးနဲ့တုံနှောင်လိုက်ပါတယ်ဆိုဖီယာကရဲစခန်းသို့တွားရောက်ကအင်ဂျယ်ကရဲကိုတတ်တော့မည်ဟုသတင်းပေးလိုက်တာကြောင့်ရဲတပ်ဖွဲ့များဖောင်လာအိမ်သို့ရောက်ရှိလာကြပါတယ်ဖောင်လာကဝမ်းသာအားရတနက်နဲ့ရမ်းပြေရလက်ဖြောင်းစနိုက်ပါကဖောင်လာကိုပြစ်တက်လိုက်ပါတယ်အင်ဂျယ်ဟာကျိုးမဲ့ဆက်တက်စင်ထားသည်ဟုလှည့်စားကဖောင်လာကိုရဲတွေလက်နဲ့တင်တုတ်တင်ရှင်းလင်းလိုက်တာဖြစ်ပါတယ်အခြားတစ်ဖက်မှာတော့ရေခဲပြင်ကန်ကြီးပေါ်မှာဂျယ်ရီနဲ့ပီတာဆွီတို့ထိတ်တိုက်တွေ့ဆုံကြပါတယ်ဗစ်တာဆွီကဒေါ်လာ400သူညကိုယူကာဂျယ်ရီကိုရေခဲပေါက်ထဲနှစ်သက်ဖို့ပြင်လိုက်ချိန်မှာဂျယ်ရီကထုံငွေများကိုဆွီရဲ့အနိုင်ကျင့်ခံလက်အောက်ငယ်သားများကိုပေးမိဟုကမ်းလှမ်းလိုက်ပါတယ်ထိုစဉ်မိုးကုတ်ဆက်ဝိုင်းပေါ်မှာဘော်ဘီရောက်ရှိလာခဲ့ပါတယ်ဘော်ဘီဟာလက်နက်မပါဘဲလက်တီချင်းထိုးပွဲစိန်ခေါ်လိုက်ပြီးဗစ်တာဆွီအားအပြင်းထန်ရိုက်နှက်ကသတိမေ့မျောသွားစေခဲ့တဲ့ဗစ်တာဆွီရဲ့အနိုင်ကျင့်ခံတပည့်များကပင်ဆွီရဲ့အလောင်းကိုရေခဲပေါက်ထဲသို့ပစ်ချကအဆုံးသတ်လိုက်ကြပါတော့တဲ့နောက်ပိုင်းမှာမာစာညီကိုတွေဟာရဲစခန်းမှာပြင်းထန်တဲ့စစ်ဆေးမေးမြန်းမှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်သို့တော့သူတို့ဟာရဲတွေကိုလှောင်ပြောင်ပြီးအမျိုးသမီးများ၏ခိုင်မာသောတပ်တွေအတူများဖြင့်လွတ်မြောက်လာခဲ့ကြတဲ့နောက်ဆုံးမှာတော့ကြန့်ရှိသောမာစာညီကိုများဟာမိခင်ဖြစ်သူအပလင်းရဲ့အိမ်ဟောင်းလေးကိုပြန်လည်ပြင်ဆင်ရင်းဒေသခံကလေးများရဲ့ချစ်ခင်မှုများနဲ့အတူဇလန်းကိုအေးချမ်းစွာအဆုံးသတ်ထားပါတယ်